အခုကဘာမှာနံပါတ်1ဖြစ်နေတထေးချမ်းသာတထေး Elon Musk သူ interview ကျွန်တော်ထိုင်ကြည့်တယ်သူ interview ကျွန်တော်ထိုင်ကြည့်နေတယ်မင်းကိုဘယ်အရာကဒီလိုအောင်မြင်အောင် motivate လုပ်ပေးတာလဲမင်းဘယ်ကနေ motivation ယူလဲမင်းကိုဘယ်သူအားပေးလဲမင်းကိုဘယ်အရာတွေကသင်ပေးတာလဲသူတခုပဲပြောတယ် I learn from creator ဖန်ဆင်းရှင်စီကနေငါအများကြီးသင်ယူတယ်ဒါဆိုတော့အဲ့ဒီ interview သမားပြန်မေးတယ်မင်းဖန်ဆင်းရှင်ယုံလားတဲ့ဖန်ဆင်းရှင်မရှိဘဲနဲ့ဖန်ဆင်းခြင်းဆိုတာမဖြစ်လာဘူးတဲ့ဆိုတော့သူ့ရဲ့တီထွင်တဲ့တစ်ခုချင်းစီတိုင်းသည်ဖန်ဆင်းရှင်စီကနေ copy လုပ်နေတာသူဟာဆိုတော့ဖန်ဆင်းခြင်းဆိုတာကဖန်ဆင်းရှင်အားဖြင့်ဖြစ်လာတယ်အဲ့တော့သူတေချာသင်ယူပြီးတော့သူတစ်ခုပြီးတစ်ခုလုပ်နေဆိုအဲ့ဒါသူဘာရသွားလဲဆိုတဲ့အခါမှာကားကိုစီထည့်ပြီးတော့မောင်းရမယ်လို့တတ်မှတ်ထားတဲ့ဟာယူသူစန့်ကျင်ပလိုက်တယ်ကားကိုစီထည့်ပြီးတော့မောင်းစားမလို့ကွာပလတ်ပေါက်ထိုးပြီးတော့မှကားကိုဘာလုပ်လဲ charging ထိုးပြီးတော့ငါမောင်းမယ်ကွာအဲ့ဒီတော့ငါလုံမယ်ကွာသူများတတ်မှတ်ထားတဲ့ဘောင်ထဲမှာငါမနေဘူးကွာအဲ့ဒီဘောင်ကိုငါကြော်ပြီးတော့ငါလုံမယ်တကယ်ရလားရတယ် you can do all things through Christ who strengthen youမတခုတော့လို့လေတင်သူများထက်ထူးခြားခြင်းရင်လူစကားထက်ဖျားစကားယုံတတ်ဖို့လေသူများထက်ထူးခြားခြင်းရင်လူစကားထက်ကျွန်တော်အတွက်ကတော့တိတ်ထူးခြားတာတော့ဖျားစကားကိုကျွန်တော်ယုံတတ်တဲ့နေ့ကနေစတော့ကျွန်တော်မင်္ဂလာအရန်ကြီးလာတယ်လူတွေစကားယုံရင်အလိန်ခါတယ်ဖျားစကားယုံတိုးတက်သွားတယ်လူတွေရှောက်လိန်နေတာလူတော်တော်များများရေးရေးလဲလဲရွှေ့သလားမမင်းနဲ့ဒါပေမဲ့ဖျားစကားတီးကြတယ်ပြတ်သားတယ်ဖျားစကားမှာရက်လိုက်ရင်အနောက်ကနေမင်္ဂလာလိုက်လာဒီ generation ကိုလူစကားတွေကိုနားယောင်တဲ့သူတွေမဖြစ်စေချင်ဘူးဖျားစကားကိုနားထောင်တဲ့သူပဲဖြစ်စေချင်ဟိုတဲ့ဒီတဲ့ဆရာစိတ်ဝင်စားအောင်ဆရာစိတ်ဝင်စားတာတော့ဖျားရဲ့စကားကိုစိတ်ဝင်စားပြောကြည့်အောင်ဖျားစကားပြောကြည့်အောင်ဖျားစကားဒီ generation ကျွန်တော်အရာအောင်မြင်စေချင်တယ်ဗျာဒီ generation ကိုအရာအောင်မြင်စေချင်တယ်ဗျာဒီအတွက်ကြောင့်တကယ်လဲအောင်မြင်မယ်သူများနဲ့မတူတဲ့အောင်မြင်ခြင်းရှိရမယ်သူများနဲ့မတူတဲ့ဟေးမဇာချင်းဆိုတာကဖျားစီကလာတာဗျာခင်ဗျာလာချင်းတူပဲဖျားအားကိုတတ်တဲ့လူကသူများနဲ့မတူဘူးဗျာ तू ကအခွင့်အရေးကိုဖျားသခင်ပြင်ဆင်လိုက်ရင်သူများနဲ့မတူတဲ့မင်္ဂလာတွေကသူစီရောက်ကိုရောက်လာရှယ်ရောက်လာ